ဒီနေ့ဆရာလေးတို့ကဝတ်စုံဒီလားရှင်တရားကျော်အတွက်ဝိထုတွေလာပြီးတော့ဒီလမ်းကဖြစ်ပါတယ်ပထမ်းဆက်ဆရာမနဲ့ဒီလိုပါပထမ်းဆက်များဖြစ်ကြတော့ဒါပထမ်းဆက်များဝိုင်းဝန်းပြီးတော့ဒီလမ်းနဲ့30စုံရှိပါတယ်ဒီအတူရှင်တွေအားလုံးကိုဆရာမကဆရာလေးကနာမည်လေးရွတ်ဖတ်ပြီးတော့ဒါပူဇော်ပြီးတော့ဒီလမ်းမှာဖြစ်ပါတယ်ဆရာမစောတီဆန်နဲ့သားဆရာထိနိုင်တို့မှာ9စုံဆရာညံလင်းဆန်တော်မြကြီးတို့မှာ1စုံဆရာကျော်မဝင်းဝင်းမြင့်တို့မှာ1စုံဦးလာရွှေဒေါ်နင်းလေးအောင်မြတ်ပိုင်တို့မှာ1စုံခင်နန္ဒာမြင့်နဲ့ဆရာမစုမြတ်တစ္ဆာတို့က1စုံပုံမာဆန်းညံလင်းတော်ချစ်နာနိုင်တို့ကစတာစီရီတန်တင်မှာဒီကန်းလာက9စုံဒေါ်နီလာအမိသားစုမှာ1စုံကျော်မိုးလင်းဒေါ်မြမြင့်စုက3စုံကိုင်စာဝင်းချွတ်ချွေးမိသားစုတို့မှာ3စုံနေသူဟန်ခိုင်စာကျော်တို့မှာ3စုံ2စုံတီရီလွင်မောမိသားစုတို့မှာအော်စီမှာအော်စတြေးလျမှာလူကန်းတာ2စုံဝင်းမင်းလက်ဝိရေမိုနိုမိသားစုမှာ3စုံဥခင်စောဒေါ်မိုးမိုးခိုင်မိသားစုတို့မှာ3စုံညီမင်းထွန်းကလေးယာမိသားစုတို့မှာ1စုံတီဟာနိုင်မိသားစုမှာ1စုံဇော်မြင့်သိန်းလေးနယ်တို့ကမိသားစုက1စုံတော်ဟန်သိန်းမျက်မော်စင်တို့မှာ1စုံဦးသိန်းထိုင်ဒေါ်မမိကြိုင်တာဂီတာတို့မှာ1စုံဂျမင်းမိသားစုမှာ1စုံစုမော်တို့မိသားစုက1စုံအေးသစင်မြင့်မိသားစုက1စုံအေးသစင်မြင့်မိသားစုက1စုံလူတန်းပါတယ်ထိုလူတန်းကအကျိုးအကြောင်းအားလုံးဆက်ဆက်ရဆင်ပြေချုံးလို့ပြီးတော့ဘဝဆက်တိုင်းမှာနိဗ္ဗာန်ကိုရောက်တဲ့ထောက်ပံ့များဖြစ်ပါစေအားလုံးအခုလူတန်းတဲ့သူများမှာ39စုံရှိပါတယ်ဆရာလေးကဝိထုဝေ25သိန်းနဲ့3500လူတန်းမှာဖြစ်ပါတယ်ဒကမဆရာလေးကမန်းနဲ့ဆောက်ဖို့အတွက်က3သိန်းခွဲပြင်ကိုဒါဆရာလေးတစ်ဖက်ကျော်စုံများအတွက်9000ထပ်ပြီးတော့2သိန်းကိုထပ်မံဖြည့်စွလူတန်းပေးထားတာဖြစ်ပါတယ်အားလုံးကြားတဲ့လူအားလုံးကလည်းလက်လူတာတို့ခေါ်ကြပါလိမ့်ဆရာလေးကဝိထုဝေလူတန်းမှာဖြစ်ပါတယ်အာသွဲခရံဝဟန်ဟောဒီဒီတမ်းမိတာနဲ့အိဗံနတပစ္စယောဟောဒီ